အားလုံးပဲမင်္ဂလာပါခင်ဗျာစวัสดีครับทุกคนဒီနေ့ကျွန်တော်တင်ပြပေးမယ့်သင်ခန်းစာကတော့အခြေခံစကားပြောနည်းပုံစံ10မျိုးဖြစ်ပါတယ်ခင်ဗျာဒီထဲမှာကျွန်တော်ဒီနေ့4မျိုးကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာနံပါတ်1ကအလိုက်တဲ့စကားပြောနည်းလို့ခေါ်ပါတယ်ခင်ဗျာတစ်ဖက်လူကပြောတဲ့စကားကိုဒါမှမဟုတ်ရင်တော့မဟုတ်ပေါ့နော်မိမိပြောလို့တဲ့စကားကိုအလိုက်တဲ့ပြောချင်တဲ့အခါမှာမိမိပြောမဲ့ကိုပြောမဲ့ကရိယာရဲ့စကားရှေ့မှာကျွန်တော်တို့ကြဆိုတဲ့စကားလုံးကိုတက်ပြီးပြောလိုက်ရုံပါပဲခင်ဗျာကြဆိုတဲ့အဓိပ္ပာယ်ကတော့ဗမာလိုဖို့မဲလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာဥပမာအနေနဲ့ပြောရမယ်ဆိုရင်တော့จักချိုင်းဆိုတာအဓိပ္ပာယ်ကတော့သုံးဖို့လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာသုံးဖို့သုံးမယ်လို့အဓိပ္ပာယ်ရပါတယ်ချိုင်းဆိုတာကကြတော့ verb ကရိယာဖြစ်ပါတယ်ခင်ဗျာသုံးသည်လို့အဓိပ္ပာယ်ရပါတယ်จักချိုင်းဆိုရင်အဓိပ္ပာယ်သုံးဖို့သုံးမယ်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာနောက်တစ်လုံးကတော့จักဆူဆိုတာဝယ်သည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာจักဆူဆိုတာဝယ်ဖို့ဝယ်မယ်လို့အဓိပ္ပာယ်ရပါတယ်จักဆူဝယ်ဖို့ဝယ်မယ်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာจักချိုင်းဆိုတာသုံးဖို့သုံးမယ်လို့အဓိပ္ပာယ်ရပါတယ်จักဆူဆိုတာဝယ်ဖို့ဝယ်မယ်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာနောက်တစ်လုံးသွားလိုက်အောင်ခင်ဗျာจะนอนน้องဆိုတဲ့အဓိပ္ပာယ်ကအဲ့ဒီလို့အဓိပ္ပာယ်ရပါတယ်ကရိယာဖြစ်ပါတယ်ခင်ဗျာจะนอนဆိုတော့အိပ်ဖို့အိပ်မယ်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာနောက်တစ်လုံးကတော့จะขอဆိုတဲ့အဓိပ္ပာယ်ကတောင်းသည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာတောင်းဆိုသည်ပေါ့နော်จะขอဆိုတော့တောင်းဖို့တောင်းမယ်လို့အဓိပ္ပာယ်ရပါတယ်သူကအမြင့်အဖြစ်ပါတယ်အဲဒါကြောင့်ขอဒီလိုမျိုးအတန်ထွက်တာဖြစ်ပါတယ်ခင်ဗျာနောက်တစ်လုံးကจะบอกဆိုတဲ့စကားလုံးကပြောသည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာจะบอกဆိုတော့ပြောဖို့ပြောမယ်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာจะบอกပြောဖို့ပြောမယ်လို့အဓိပ္ပာယ်ရပါတယ်จะนอนအိပ်ဖို့အိပ်မယ်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာจะขอတောင်းဖို့တောင်းမယ်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာနောက်တစ်လုံးသွားလိုက်ကြရအောင်ခင်ဗျာจะรอဆိုတာรอဆိုတဲ့အဓိပ္ပာယ်စောင့်သည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာจะรอဆိုတော့စောင့်ဖို့စောင့်မယ်လို့အဓိပ္ပာယ်ရပါတယ်ဒီညမှာจะรอဒီလိုမျိုးလည်းပြောလို့ရပါတယ်รอဆိုတာကြတော့သူကရရကိုအတန်ထွက်တာဖြစ်ပါတယ်ခင်ဗျာจะรอမျိုးလုံးသုံးလို့ရပါတယ်စောင့်ဖို့စောင့်မယ်လို့အဓိပ္ပာယ်ရပါတယ်จะเอาအောင်ဆိုတာယူသည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာจะเอาဆိုတော့ယူဖို့ယူမယ်လို့အဓိပ္ပာယ်ရပါတယ်နောက်တစ်ခုကတော့จะดูဆိုတဲ့အဓိပ္ပာယ်ကကြည့်သည်အဓိပ္ပာယ်ရပါတယ်ခင်ဗျာจะดูဆိုတော့ကြည့်ဖို့ကြည့်မယ်လို့အဓိပ္ပာယ်ရပါတယ်จะรอစောင့်ဖို့စောင့်မယ်လို့အဓိပ္ပာယ်ရပါတယ်จะเอาယူဖို့ယူမယ်လို့အဓိပ္ပာယ်ရပါတယ်จะดูကြည့်ဖို့ကြည့်မယ်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာနံပါတ်2ကတော့ကြုံဘူးကြောင်းစကားပြောနည်းကိုပြောမှာဖြစ်ပါတယ်ခင်ဗျာလှုပ်ဖူးတယ်သွားဖူးတယ်ဆိုပြီးတော့ကိုယ့်ရဲ့အတွေ့အကြုံရှိတဲ့အကြောင်းကိုပြောချင်တဲ့အခါမှာကိုပြောချင်တဲ့စကားလုံးရဲ့ရှေ့မှာခဖူးတယ်ဆိုတဲ့ကြုံဘူးကြောင်းပြတဲ့စကားလုံးကိုထည့်ပြီးပြောလိုက်ရမှာပဲခင်ဗျာဒါပေမဲ့ကြုံဘူးကြောင်းပြောနည်းနဲ့ပထမအလိုက်တဲ့ပြောနည်းကိုတွဲမသုံးပါဘူးခင်ဗျာဥပမာတက်ခအဲ့လိုမျိုးတွဲမသုံးဘူးပေါ့နော်အဲ့လိုမျိုးပြောချင်တာဖြစ်ပါတယ်ခင်ဗျာလှုပ်ဖူးတယ်သွားဖူးတယ်ဆိုပြီးတော့ကိုတွေ့ကြုံရှိတဲ့အကြောင်းကိုသူများကိုပြောချင်တဲ့အခါမှာကုရိယာရဲ့စကားလုံးကိုကိုပြောချင်တဲ့ကုရိယာရဲ့စကားလုံးရှိမှာခေဆိုတဲ့တော့ဖူးတယ်လို့အဓိပ္ပာယ်ရပါတယ်ခေဆိုတဲ့ကြုံဘူးကြောင်းစကားကိုထည့်ပြောလိုက်ရုံပါပဲခင်ဗျာဒါပေမဲ့ကြုံဘူးကြောင်းစကားပြောနည်းနဲ့ပထမနံပါတ်1ကအလိုက်တဲ့စကားပြောနည်းကိုတွဲပြီးမသုံးပါဘူးခင်ဗျာဒါလေးတော့သတိထားပေါ့နော်ဒါလေးတော့ဒီလိုမျိုးချက်ခေဒီလိုမျိုးမသုံးပါဘူးခင်ဗျာနော်စကားလုံးလေးတွေထည့်ကြည့်လိုက်အောင်ခင်ဗျာခေဆိုတဲ့အဓိပ္ပာယ်ကဖူးတယ်လို့အဓိပ္ပာယ်ရပါတယ်ခေဆိုတဲ့အဓိပ္ပာယ်ကစဉ်းစားသည်တွေးတောသည်လို့အဓိပ္ပာယ်ရပါတယ်ခေဆိုတော့စဉ်းစားမှုတယ်တွေးမှုတယ်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာခေဆိုတဲ့အဓိပ္ပာယ်ကဝယ်သည်လို့အဓိပ္ပာယ်ရပါတယ်ခေဆိုတဲ့အဓိပ္ပာယ်ကတော့ဝယ်ဘူးတယ်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာနောက်တစ်လုံးကတော့ခေเห็นဆိုတာမြင်သည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာ
เคยเห็นဆိုတော့အတိတ်ပဲကမြင်ဘူးတယ်လို့အတိတ်ပဲရပါတယ်เคยคิดစဉ်းစားဘူးတယ်လို့အတိတ်ပဲရပါတယ်ခင်ဗျเคยซื้อဝယ်ဘူးတယ်လို့အတိတ်ပဲရပါတယ်เคยเห็นမြင်ဘူးတယ်လို့အတိတ်ပဲရပါတယ်ကျွန်တော်အတန်တော့အတိုင်းလိုက်ပြီးထွက်ပါเนาะဒီမှာရေးထားတဲ့အတိုင်းဆိုရင်ကျွန်တော်ကဗမာလိုကအနည်းဆက်ဆုံးရေးပေးထားတာဖြစ်ပါတယ်ခင်ဗျာเคยคิดစဉ်းစားဘူးတယ်လို့အတိတ်ပဲရပါတယ်เคยซื้อဝယ်ဘူးတယ်လို့အတိတ်ပဲရပါတယ်ခင်ဗျာเคยเห็นမြင်ဘူးတယ်လို့အတိတ်ပဲရပါတယ်ခင်ဗျာနောက်ဆက်ပြီးတော့လေ့လာကြရအောင်ခင်ဗျာเคยบอกဆိုတဲ့အတိတ်ပဲကပြောသည်လို့အတိတ်ပဲရပါတယ်เคยบอกဆိုတော့အတိတ်ပဲကပြောဘူးတယ်လို့အတိတ်ပဲရပါတယ်ခင်ဗျာเคยรักဆိုတဲ့အတိတ်ပဲကချစ်သည်လို့အတိတ်ပဲရပါတယ်รักဒီလိုမျိုးလည်းပြောလို့ရပါတယ်เนาะเคยรักဒီလိုမျိုးလည်းပြောလို့ရပါတယ်เคยรักချစ်ဖူးတယ်လို့အတိတ်ပဲရပါတယ်ခင်ဗျာเคยใช้ဆိုတဲ့အတိတ်ပဲကသုံးသည်လို့အတိတ်ပဲရပါတယ်เคยใช้ဆိုတော့အတိတ်ပဲကသုံးဖူးတယ်လို့အတိတ်ပဲရပါတယ်ခင်ဗျာเคยบอกပြောဘူးတယ်လို့အတိတ်ပဲရပါတယ်เคยรักဒါမှမဟုတ်ရင်เคยรักချစ်ဖူးတယ်လို့အတိတ်ပဲရပါတယ်เคยใช้ဆိုတော့အတိတ်ပဲကသုံးဖူးတယ်လို့အတိတ်ပဲရပါတယ်ခင်ဗျာနောက်တစ်လုံးကတော့เคยเป็นဆိုတဲ့အတိတ်ပဲကဖြစ်သည်လို့အတိတ်ပဲရပါတယ်เคยเป็นဆိုတော့အတိတ်ပဲကဖြစ်ဘူးတယ်လို့အတိတ်ပဲရပါတယ်ခင်ဗျာเคยได้ဆိုတဲ့အတိတ်ပဲကရသည်လို့အတိတ်ပဲရပါတယ်ခင်ဗျာเคยได้ဆိုတော့အတိတ်ပဲကရဖူးတယ်လို့အတိတ်ပဲရပါတယ်เคยแต่งงานဆိုတဲ့အတိတ်ပဲကလက်ထပ်တယ်အိမ်အောင်ကြတယ်လက်ထပ်သည်လို့အတိတ်ပဲရပါတယ်ခင်ဗျာเคยแต่งงานလက်ထပ်ဘူးတယ်လက်ထပ်ခဲ့ဘူးတယ်ပေါ့နော်လက်ထပ်ဘူးတယ်လို့အတိတ်ပဲရပါတယ်เคยแต่งဒီလိုမျိုးလည်းပြောလို့ရပါတယ်เคยแต่งงานလက်ထပ်ဘူးတယ်เคยเป็นဖြစ်ဘူးတယ်เคยได้ရဘူးတယ်เคยแต่งงานလက်ထပ်ဘူးတယ်လက်ထပ်ခဲ့ဘူးတယ်အိမ်အောင်ကြခဲ့ဘူးတယ်ဒီလိုမျိုးပြောတာဖြစ်ပါတယ်ခင်ဗျာနောက်နံပါတ်3ကတော့ BC ကြောင်းစကားပြောနည်းဖြစ်ပါတယ်ခင်ဗျာကိုလုံနေတဲ့အလုပ်မိမိလုံနေတဲ့အလုပ်လုပ်ရမယ့်အလုပ်တွေကိုပြီးသွားတဲ့အခါမှာပြီးစီးဖြစ်ကြောင်းပြောချင်တဲ့အခါမှာပေါ့နော်မိမိပြောမဲ့ကရိယာရဲ့စကားလုံးရဲ့အနောက်မှာဒါမှမဟုတ်စာကြောင်းတစ်ခုလုံးရဲ့အနောက်ဆုံးမှာแล้วဆိုတဲ့စကားလုံးကိုထားပြီးပြောရမှာဖြစ်ပါတယ်แล้วဆိုတဲ့အဓိပ္ပာယ်ကပြီးလို့အဓိပ္ပာယ်ရပါတယ်မိမိလုပ်နေတဲ့အလုပ်ပေါ့နော်ကိုလုပ်နေတဲ့အလုပ်လုပ်ရမယ့်အလုပ်တွေပြီးစီးသွားပြီဖြစ်ကြောင်းကိုပြောချင်တဲ့အခါမှာမိမိစကားပြောလို့တဲ့ကိုပြောလို့တဲ့ကရိယာရဲ့စကားလုံးရဲ့အနောက်ဆုံးမှာပေါ့နော်စာကြောင်းတစ်ခုရဲ့အနောက်မှာแล้วဆိုတဲ့စကားလုံးကိုထားပြီးပြောလိုက်ရမှာပဲခင်ဗျာแล้วဆိုတဲ့အဓိပ္ပာယ်ကတော့ပြီးလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာဥပမာလေးတွေပြောကြည့်လိုက်အောင်ခင်ဗျာได้ဆိုတာကရသည်လို့အဓိပ္ပာယ်ရပါတယ်ได้แล้วဆိုတော့ရပြီလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာဒီနေရာမှာကျွန်တော်တို့စာကြောင်းစီမယ်ဆိုရင်စီကြည့်လိုက်မယ်ပေါ့နော် กลับบ้านဆိုတာအိမ်ပြန်တာกลับบ้านအိမ်ပြန်တယ်ပေါ့နော်กลับบ้านได้แล้วအဓိပ္ပာယ်ကတော့အိမ်ပြန်လို့ရပြီလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာနောက်တစ်လုံးကတော့ทำแล้วဆိုတာကရိယာဖြစ်ပါတယ်လုပ်သည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာทำแล้วဆိုတာကလုပ်ပြီးလို့အဓိပ္ပာယ်ရပါတယ်နောက်တစ်လုံးကတော့อิ่มแล้วဆိုတာကဝရတယ်လို့အဓိပ္ပာယ်ရပါတယ်อิ่มแล้วဝသည်ပေါ့နော်ဝတယ်ဆိုတာဘိုက်ဝတာကိုပြောတာပါဝပြီဒီလိုမျိုးပြောချင်တာဖြစ်ပါတယ်ခင်ဗျာพอแล้วผมอิ่มแล้วတော်ပြီကျွန်တော်ဘိုက်ပြီဝါပြီဘိုက်ဝပါပြီလို့ပြောချင်တာဖြစ်ပါတယ်နောက်တစ်လုံးကတော့บอกဆိုတာကပြောသည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာบอกแล้วဆိုတော့အဓိပ္ပာယ်ကပြောပြီးပြီလို့အဓိပ္ပာယ်ရပါတယ်ตั้งแต่วันนั้นผมบอกแล้วဒီလိုမျိုးအစာကြောင်းစီလို့ရပါတယ်အဲ့ဒီနေ့တွေကကျွန်တော်ပြောပြီးပြီလို့အဓိပ္ပာယ်ပြမှာဖြစ်ပါတယ်ตั้งแต่วันนั้นผมบอกแล้วဒီလိုမျိုးပြောရင်အဲ့ဒီနေ့တွေကကျွန်တော်ပြောပြီးပြီလို့
ဟိုအတိတ်ပဲရပါတယ်နော်ดูแล้ว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 ဆိုတာအတိတ်ပဲดูဆိုတာကကြည်သည်လို့အတိတ်ပဲရပါတယ်ดูแล้วဆိုတော့အတိတ်ပဲကကြည်ပြီးလို့အတိတ်ပဲရမှာဖြစ်ပါတယ်ခင်ဗျာနောက်တစ်လုံးကတော့รู้แล้วรู้แล้วรู้แล้วဆိုတာကသိပြီးလို့အတိတ်ပဲရပါတယ်รู้แล้วဒီလိုမျိုးလည်းပြောလို့ရပါတယ်နော်รู้แล้วรู้แล้วรู้แล้วနှစ်ခုလုံးသုံးလို့ရပါတယ်သိပြီးလို့အတိတ်ပဲရပါတယ်ခင်ဗျနောက်တစ်လုံးသွားကြည့်လိုက်အောင်ခင်ဗျာใช่แล้วใช่แล้วใช่แล้วใช่ဆိုတာသုံးပြီးလို့အတိတ်ပဲရပါတယ်ใช่แล้วဆိုတော့အတိတ်ပဲကသုံးပြီးလို့အတိတ်ပဲရပါတယ်ခင်ဗျာသုံးပြီးပေါ့နော်ของนี้ผมใช้แล้วဒီပစ္စည်းကကျွန်တော်သုံးပြီးပြီဒီလိုမျိုးပြောလို့ရပါတယ်เนาะกลับมาแล้วกลับมาแล้วလို့လည်းအတူကပြောလို့ရပါတယ်กลับมาแล้วအတူတူပါပဲခင်ဗျာပြန်လာပြီလို့ပြောတာဖြစ်ပါတယ်ခင်ဗျာเข้าใจแล้วเข้าใจဆိုတာနားလဲပြီလို့အတိတ်ပဲရပါတယ်เข้าใจแล้วနားလဲပြီလို့အတိတ်ပဲရပါတယ်ခင်ဗျာစာကြောင်းစီမယ်ဆိုရင်พี่พูดอะไรผมเข้าใจแล้วအကူဘာပြောရလဲကျွန်တော်နားလဲပြီဒီလိုမျိုးပြောလို့ရပါတယ်เนาะနောက်တစ်လုံးသွားကြည့်လိုက်အောင်ခင်ဗျာနံပါတ်၄ကတော့အငင်းစကားပြောနည်းဖြစ်ပါတယ်တစ်ဖက်လူကပြောတဲ့စကားကိုဆန့်ကျင်ပြီးညှင်းဆန်ပြီးပြောတဲ့အခါမှာပေါ့နော်ဒီအဲ့ဒီကရိယာရဲ့စကားလုံးတွေရဲ့ရှေ့ဆုံးမှာ might ဆိုတဲ့စကားလုံးကိုအငင်းစကားလုံးကိုပြောလိုက်ရမှာပဲခင်ဗျာ might ဆိုတဲ့အဓိပ္ပာယ်ကတော့မဖူးလို့အဓိပ္ပာယ်ရပါတယ်ဝါကျတစ်ခုစကားတစ်ခုရဲ့ရှေ့မှာ might ထည့်ပြောလိုက်ရင်ဆန့်ကျင်ဘက်ပုံစံဖြစ်သွားပါတယ်ခင်ဗျာတစ်ဖက်လူရဲ့ပြောလာတဲ့စကားကိုဆန့်ကျင်ပြီးညှင်းဆန်ပြောလို့တဲ့အခါမှာကရိယာစကားလုံးတွေရဲ့အရှိမမိုက်မကွက်လက်ဘူးမဘူးပေါ့နော်ဆိုတဲ့အငင်းစကားကိုထည့်ပြောလိုက်ရမှာပဲခင်ဗျာဝါကြတစ်ခုစကားတစ်ခွန်းရဲ့အရှိမမိုက်ထည့်ပြောလိုက်တဲ့အခါမှာဆန့်ကျင်ဘက်ပုံစံဖြစ်သွားပါတယ်ခင်ဗျာဥပမာလေးတွေနဲ့စကားပြောကြည့်လိုက်အောင်ခင်ဗျာไม่ใช่ဆိုတာကမဟုတ်ဘူးလို့အဓိပ္ပာယ်ရပါတယ်မိုက်ဆိုတာကအငင်းဖြစ်ပါတယ်မဘူးပေါ့နော်ချိုင်းဆိုတာကဟုတ်သည်လို့အဓိပ္ပာယ်ရပါတယ်မိုက်ချိုင်းဆိုတာမဟုတ်ဘူးလို့အဓိပ္ပာယ်ရပါတယ်ဥပမာနဲ့စကားပြောကြည့်မယ်ဆိုရင်တော့ไม่ใช่ผมไม่ใช่คนแบบนี้ဒီလိုမျိုးပြောလို့ရရင်နော်ผมไม่ใช่คนแบบนี้ผมဆိုတာကျွန်တော်ไม่ใช่ဆိုတာမဟုတ်ဘူးခွန်ဆိုတာလူคนแบบนี้ဆိုတာအဲ့ဒီလိုလူမျိုးကျွန်တော်ကအဲ့ဒီလိုလူမျိုးမဟုတ်ဘူးလို့အဓိပ္ပာယ်ရပါတယ်เนาะไม่ใช่ဆိုတာကမဟုတ်ဘူးလို့ရေးပေးရပါတယ် my kid ဆိုတာစဉ်းစားသည်လို့အဓိပ္ပာယ်ရပါတယ် my kid ဆိုတော့မစဉ်းစားဘူးလို့အဓိပ္ပာယ်ရပါတယ် my เห็นဆိုတာကမြင်သည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာ my เห็นဆိုတော့မမြင်ဘူးလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာไม่ใช่ဆိုတဲ့အဓိပ္ပာယ်ကမဟုတ်ဘူးလို့အဓိပ္ပာယ်ရပါတယ် my kid မစဉ်းစားဘူးလို့အဓိပ္ပာယ်ရပါတယ် ไม่เห็นဆိုတာမမြင်ဘူးလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာနောက်တစ်လုံးသွားလိုက်ရအောင်ခင်ဗျာနောက်တစ်လုံးကတော့ไม่เชื่อဆိုတာယုံသည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာไม่เชื่อဆိုတာမယုံဘူးလို့အဓိပ္ပာယ်ရပါတယ်ไม่รู้ဒီလိုမျိုးလည်းသုံးလို့ရပါတယ်နော်ไม่รู้မသိဘူးလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာรู้ဆိုတာသိသည်လို့အဓိပ္ပာယ်ရပါတယ်နော်ไม่รู้ဆိုတာမသိဘူးလို့အဓိပ္ပာယ်ရပါတယ်ပြီးရင်နောက်တစ်လုံးကไม่อ้วนဆိုတာကဝသည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာไม่อ้วนအဓိပ္ပာယ်ကတော့မဝဘူးလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာไม่เชื่อဆိုတာကမယုံဘူးလို့အဓိပ္ပာယ်ရပါတယ်ไม่รู้မသိဘူးလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာနောက်တစ်လုံးကไม่อ้วนမဝဘူးလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာကျွန်တော်ပြောတဲ့စကားတွေထဲမှာ
ဟိုအတန်တွက်တွေပေါ့နော်ဒီရေးတဲ့ဟာနဲ့အတန်တွက်နဲ့ကမတူပါဘူးခင်ဗျပမာလိုရေးရတော့အနည်းငယ်တူအောင်ကျွန်တော်လိုက်ရေးပေးထားပါတယ်ဒါပေမဲ့ကျွန်တော်အတန်တွက်တိုင်းလိုက်ထွက်ပေးစီလိုပါတယ်ခင်ဗျအတန်တွက်ကောင်းကောင်းလေးထွက်နိုင်မှတချို့စကားလုံးတွေကြတော့အတန်တွက်မှန်မှန်ရင်အတိတ်ပဲတစ်မျိုးပြောင်းသွားလို့ပါခင်ဗျအားလုံးပဲအဆင်ပြေကြပါစေလို့မျှော်လင့်ပါတယ်နောက်မြတ်မှာလည်းဒီလက်ကောင်းတဲ့ပုံစံလေးတွေနဲ့စလုံးလေးတွေပေါ့နော်ကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျအားလုံးပဲဟိုသိချင်တာရှိရင်လည်းကျွန်တော်ဒီ YouTube ရဲ့အောက်မှာ comment မှာဝင်မှန်းလို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျ